အားလုံးပဲမင်္ဂလာပါရှင်ခိုင်းကော့စွာပါလဲဆယ် channel လေးကနေအားလုံးကိုပြန်လည်ပြီးတော့ကြိုဆိုလိုက်ပါရစေ။ Hi ဒါဆိုလို့ရှိရင်တော့အမတို့ Shokuji ခိုင်းကြော့ဆိုတဲ့ဗီဒီယိုနှစ်ပုတ်ရှိရပေါ့နော်။အဲ့နှစ်ပုတ်ကိုကြည့်ထားတဲ့သူတွေဆိုလို့ရှိရင်တော့အမဒီရလေးကိုအင်စာပေးထားရပေါ့နော်။ဖြည့်ထားပေးပါဆိုပြီးတော့ဒီနေ့ကတော့အမနဲ့တူအဖြည့်တိုက်ကြည့်ကြပါမယ်။အဲ့တော့တစ်ကနေ8ထိရှိရပေါ့နော်။အဲ့ဒီနေရာမှာဘယ်အချက်ကမှန်လဲဆိုတာကိုရွေးပြရမှာဖြစ်ပါတယ်။နံပါတ်1ကကြတော့ Shokuji ကခိုင်းကော့ Shoku に全てခိုင်းကြော့してもらった方が美味しいです။အဲ့တော့အမတို့ကဒီထမင်းနေဟင်းတွေကိုပေါ့နော်။ဒီခိုင်းကော့ဝန်ထမ်းအမတို့ဒီပြည်သူ့ဆောက်ရှောက်ရေးဝန်ထမ်းကတဲ့သူ့အကုန်လုံးကိုကပဲခိုင်းကြော့လုပ်ပြီးတော့ကိုကပဲသူ့ခွန့်ကျွေးမယ်ကိုကပဲသူ့ခိုင်းကြော့လုပ်မယ်အဲ့လိုမျိုးလုပ်တာကအိုးရှိဖြစ်ပါရဲ့ပေါ့နော်အဲ့တော့မှားရဲ့ပေါ့နော်တနိုင်သမျှအမတို့လုံးနိုင်တဲ့သူကိုသူ့ဘာသာသူလှုပ်ခိုင်းမယ်မလုံးနိုင်တော့မှကိုကကူညီပေးမယ်ဆိုတဲ့ပုံစံမျိုးပေါ့နော်အဲ့တော့နံပါတ်1ကမှားရဲ့နော်နံပါတ်2ကကြတော့နီဟိုနိုရှောကူဂျီနိုနာရာဘဲခတာဝဟီဒါရီကမီဆိုရှိလို့မီဂီကဝါကgo hand des ပေါ့နံပါတ်2ကဟန်တိုင်းဖြစ်နေရပါတော့အမတို့ကမီဂီကကြတော့မီဆိုရှိလူထားပြီးတော့ဟီဒါရီကကြတော့ go hand ထားမှာဖြစ်ပါတယ်ဒါကလည်းအရှိဗီဒီယိုမှာလေ့လာခဲ့တဲ့သူဆိုရင်တော့ရမယ်ထင်ပါတယ်နံပါတ်3ကကြတော့ Shokuji の会長をする前には正しい姿勢が確認しますပေါ့အမတို့ Shokuji 会長ကိုမလုပ်တဲ့ခါမှာဆိုလို့ရှိရင်သူတို့ရဲ့ရှိစေးရပေါ့နော်ဒီရှာထိုင်နေလားဆိုတဲ့ဟာအမတို့ခါခုနင်းလောက်ကမှာတဲ့ဒါဆိုရင်နံပါတ်3ကမှန်ပါတယ်နံပါတ်4ကကြတော့ဂွန်အန်ရဂွန်အင်းကအဲ့တော့ Okinaji ကိုနေနာကိုတို့ကအရီမတ်ဆိုဒီအစာနေတာတွေတီးတာတွေစားကြမှုတဲ့ဟာတွေကိုစားလိုက်တာတောက်စားမှုတဲ့ဟာတွေတောက်လိုက်တာတွေဒါမျိုးတွေပေါ့နော်ဒါမျိုးတွေကဆိုလို့ရှိရင်တဲ့ဒီကြီးကိုကြီးမမဖြစ်စေနိုင်တယ်ပေါ့ဒါဆိုရင်ဒါလည်းမှန်တယ်နော်အဲ့တော့နည်းနည်းလေးမြန်နေသလိုဖြစ်နေရဆိုပေမဲ့လို့အရှိရဗီဒီယိုနှစ်ပုဒ်ကိုလေ့လာထားရသူဆိုလို့ရှိရင်တော့အဖြေကိုတန်းမရမယ်လို့ထင်ပါတယ်နံပါတ်5ကကြတော့ Shokuji ခိုင်းကြောဆိုလို့တော့ခီဝတတ်တဲ့ခိုင်းကြောရှိမှအမတို့ဒီသမင်းကျွေးတဲ့ခိုင်းကြောလုပ်တဲ့ခါမှာဆိုရင်တဲ့မတက်ရက်ပြီးတော့လုပ်မယ်ဒါမှားရင်နော်ထိုင်ပြီးတော့မှသူနဲ့ကိုနဲ့ကတန်းနဲ့တပြင်းညီလေးဖြစ်ရမယ်ဆိုတဲ့ဟာမျိုးနံပါတ်6ကကြတော့ကြီးခံကနိုင်တော့တဲ့အီဇိုကြီးတဲ့တပ်ပဲတဲ့မိုရိုင်းမက်အမတို့ကလုပ်တယ်များတယ်အချိန်နေမရဘူးဒါကြောင့်မို့သူတို့အမြန်တလုပ်မပြီးသေးဘူးနောက်တလုပ်ကိုခွန့်ဒါမျိုးမလုပ်ကြပါဘူးတဲ့ဒါမျိုးလုပ်မယ်ဆိုတော့မှားရပေါ့နော်ဒါမျိုးမလုပ်ကြအောင်နော်နံပါတ်9ကကြ Shokuji ကဆိုပိုနီတက်ဆန်တော့ဆဲမက်ပေါ့ဒီဇွန်ထဲမှာအများကြီးပြုတ်တိတ်ပြီးထည့်ပြီးတော့ကျွေးမယ်ပေါ့နော်အဲ့လိုမလုပ်ကောင်းဆိုရင်တဝက်လောက်ပဲထည့်ရမယ်နံပါတ်10ကကြတော့ဂျီဘွန်နဲ့တပ်ပဲတဲ့အီလူနော်တဲ့မိမမိုဒီရှနာကုတဲမိုအီဒက်ပေါ့သူ့ဘာသာသူစားနေရပဲမိမမိုဒီမလို့ဘူးဆိုတဲ့ပုံစံမျိုးဒါဆိုရင်နံပါတ်10ကလည်းမှားရပေါ့နော်ဒါဆိုရင်အခုဒီအဖြစ်မှန်ကြတော့နံပါတ်3နဲ့4နဲ့ပေါ့နော်အမတို့ဒီထမင်းကိုကျွေးတဲ့ခါမှာဆိုလို့ရှိရင်သူတေးသေးချာထိုင်နေလားဆိုတော့သူရဲ့ရှိဆဲရောအမတော့ခက်ခုနေလောက်ကမယ်ပေါ့နော်ထမင်းမကျွေးခင်မှာပြီးတော့လို့ရှိရင်ဒီအစာနေတာတွေတီးတာတွေအစာမှားစားတာမျိုးတွေမှားတောက်တာမျိုးတွေဒါတွေကအိုးခီကြီးခုနေဖြစ်နိုင်နေဆိုတော့နံပါတ်3နဲ့4နဲ့မှန်ပါတယ်ဟိုက်ဒါဆိုလို့ရှိရင်ဒီနေ့ကကြတော့ခိုင်ကိုနိကီကိုအမတို့ဖတ်ကြမယ်ပေါ့နော်အဲ့တော့တာပဲမုံလုံးနော်ဟာနာရှိပေါ့ဒီစားတာနဲ့ပတ်သက်တဲ့အကြောင်းကိုပြောကြပါမယ်တဲ့ဝတာရှိဝရှိဆဲဆိုနော်ချောရီတန်တိုဒက်အဲ့တော့သူကားတဲ့ဒီရှိဆဲဆိုမှာပေါ့နော်ဒီစားတောက်တိုင်းနဲ့ပတ်သက်ပြီးတော့တာဝန်ထားရလို့ဖြစ်ပါတယ်ရှိဆဲဆိုနော်ရှော့ကူဂျီကယုံကိုင်အာဒီမတ်သူတို့ရှိဆဲဆိုမှာဆိုလို့ရှိရင်ဒီစားတောက်ကျွေးတာက4ချိန်ရှိပါရဲ့တဲ့အဆာကိုဟန်ကျွေးမယ်အိုဟီဒူကိုဟန်ကျွေးမယ်ဘန်ကိုဟန်ကျွေးမယ်ပြီးတော့လို့ရှိရင်အိုယာဆဆိုပြီးတော့4ချိန်ရှိပါရဲ့တဲ့ဒါတော်တော်များများ4ချိန်ပဲရှိရပါတော့အဲ့တော့ရှော့ကူဂျီကဖူဆူနိုရှော့ကူဂျီနိုဟိုကအဲ့တော့ခီဇာမီနိုရှော့ကူမီကီဆာရှော့ကူကအရီမတ်ပေါ့ရှော့ကူမှာဆိုလို့ရှိရင်ねဖူဆူနိုရှော့ကူဂျီနိုဟိုဆိုအမတို့ကဂျောရှော့ကူလို့ခေါ်ရပါတော့ပြီးရင်အဲ့တော့ခီဇာမီပေါ့နော်ခီဇာမီဆိုတာကျတော့တခိုက်စာလေးတွေလောက်ထားတာအမတို့မှာဆိုလို့ရှိရင်တော့၄မျိုးရှိတယ်အဲ့ဒါဘာလဲဆိုလို့ရှိရင်ဂျောရယ်ခီဇာမီရယ်အဲ့တော့ချော့ခီဇာမီရယ်ပြီးတော့ရှင်မီကီဆာဆိုပြီး၄မျိုးရှိရပေါ့နော်ဒီထဲမှာတော့၃မျိုးပဲပြပြထားတယ်リオシャ様の食べる力によって形を変えて用意しますအဲ့တော့သူတို့စားနိုင်တဲ့ဒီပေါ့နော်သူတို့ရဲ့ဒီဗစက်ရဲ့လှုပ်ရှားမှုသူတို့လှုပ်ရှားနိုင်တဲ့ပုံစံမျိုးပြောမယ်ဆိုလို့ကျွန်တော်တို့စားနိုင်တဲ့ပမာဏမတူဘူးပေါ့နော်အဲ့လိုမျိုးဟာနဲ့လိုက်ပြီးတော့တဲ့ဒီချိခတာချီကပြောင်းနေပေါ့ကွယ်ပြောမယ်ဆိုလို့ရှိရင်ပုံမှန်တိုင်းပဲစားနိုင်တယ်သူဆိုရင်တော့အမတို့ပုံမှန်လူတွေလိုပဲစားရမယ်ပေါ့နော်သူတို့စားနိုင်တဲ့နှုံးနဲ့လိုက်ပြီးတော့အမတို့ခတာချီကိုပြောင်းပါမယ်တဲ့ခီဇာမီရှော့ကူကအဲ့တော့အိုဆိုဘာတဲ့မို့ခမခါကုခိတဲ့အာရီမတ်ပေါ့နော်ခီဆိုင်မီဆိုလို့ရှိရင်ကြတော့အမတို့ကဒီဆိုဘာတို့ဦးသွန်တို့ပြီးတော့ရှင်ရာမန်တို့ဒီလိုမျိုးထွက်တဲ့နေ့တွေလည်းရှိတယ်အဲ့လိုဆိုလို့ရှိရင်တော့မှခီဆိုင်မီဆိုလို့ရှိရင်တော့ခမခါကုလောက်ထားပါမယ်တဲ့မီကီဆာရှော့ကူကမီကီဆာခိတဲ့မူဆုဂျော်နီရှိမတ်ပေါ့နော်အဲ့တော့မီကီဆာဆိုလို့ရှိရင်လည်းဒီမီကီဆာကိုပြုလုပ်တဲ့စနစ်လုံးဝကြိတ်ချပြီးတော့လောက်ထားပါမယ်တဲ့ဒိုနိုယောနာရှော့ကူဂျီတဲ့အတဲမို့စကိုရှိတဲ့မို့အိုရှိခုတာပဲတဲ့လူယောနိအီရိုခုဖူရှိမတ်အဲ့တော့ဘယ်လိုမျိုးဒီလိုမျိုးရှော့ကူဂျီမှာပဲဖြစ်ပေါ့နော်သူတို့တွေဒီလိုအရသာရှိစားသုံးနိုင်မှုအတွက်သူတို့ကအမျိုးမျိုးခူဖူးလုပ်တယ်ဆိုတာကြပြင်ဆင်ပေးတယ်မိုးမှန်ထုတ်လုပ်ပေးရဆိုတဲ့ပုံစံမျိုးပေါ့ပြောရမယ်ဆိုလို့ရှိရင်ဟိုမှာဂျောစားတဲ့လူပဲဖြစ်မိခီစားစားတဲ့လူပဲဖြစ်ပေါ့နော်ဘယ်လိုလူမျိုးပဲဖြစ်သူတို့စားတဲ့အခါမှာရတာရှိစားသုံးနိုင်မှုအတွက်သူကပြင်ဆင်ပေးပါမယ်တဲ့အိုရှိခတာယိုတိုအီတေအီတတာခုいただけると本当に嬉しいですပေါ့နော်အဲ့လိုမှသူကစားနေမှာ美味しいよ美味しかったよဆိုပြီးတော့
ပြောလို့ရှိရင်ပေါ့နော်သူအရန်ကိုပဲပြောရှင်ပါရဲ့တဲ့ right ရေစနော် menu မို့ ishok ခဲမဲ့ခံကြိုက်တိုက်တော့မွေးမတ်အဲ့လိုမျိုးကြားရပြီဆိုလို့ရှိရင် तू ကနောက်လာမှာဆိုလို့ရှိရင်လေပေါ့နော်ဘယ်လိုမျိုးအသားရှက်လေးကျွေးမလဲဆိုပြီးတော့ तू ကစဉ်းစားချက်စီတွေဖြစ်ပေါ်ရေပေါ့နော်ဒါကတော့ဒီရှိဆဲဆိုမှာရှိတဲ့ဒီဟင်းညာနဲ့ပတ်သက်ပြီးတာဝန်ယူထားတဲ့သူရဲ့ခိမိုချီပေါ့ကွယ်သူကဘယ်လိုလူပဲဖြစ်ဖြစ်ပေါ့နော်ပုံမှန်စားနေတဲ့သူပဲဖြစ်ဖြစ်ဒါမှမဟုတ်မိခိစားနေတဲ့သူပဲဖြစ်ဖြစ်ဘယ်လိုလူပဲဖြစ်ဖြစ်ရဲသားရှိစားနိုင်အောင်လို့ဒါသူပြင်ဆင်မိရဆိုရင်သူရဲ့စိတ်စေတနာပေါ့နော်အဲ့မှာအဖိုးဖရိတ်ဆာနေပြီးတော့လေရဲသားရှိတဲ့ဆိုပြီးတော့ကြားရတဲ့ခါမျိုးမှာဆိုရင်သူပို့ပြီးတော့ဒီလှုပ်ချင်စိတ်ဖြစ်ပေါ်ဆိုတဲ့စာမျိုးလေးပေါ့နော်ဟိုက်ဒါဆိုလို့ရှိရင်တော့နောက်တစ်ခါကျတော့အခန်း14ပေါ့နော်အခန်း14ကကျတော့ဘာအကြောင်းလဲဆိုလို့ရှိရင်ကျတော့ high seso khai jo ဆိုတဲ့အမတို့ဒီစီးပွားညီရေးသွားတာကိုပြုစုပေးတာအဲ့ high seso khai jo မှာဆိုလို့ရှိရင်အမတို့နှမျိုးခွဲပြီးစဉ်းစားလို့ရရပေါ့နော်တိုးရီလဲသွားတဲ့သူနဲ့ဒီ omuso ko kan လောက်ကြတဲ့သူဆိုပြီးတော့ high seso wa odesodai ka oishi koto des high seso လုပ်ပေးရတယ်ဆိုတာကတဲ့ကူညီပေးရတာများတယ်ပေါ့နော်အဲ့လိုမျိုးဘယ်လိုမျိုးလဲဆိုတော့ကောင်းတဲ့သူပဲဖြစ်မကောင်းတဲ့သူပဲဖြစ်ဖြစ်တိုးရီလဲယူရဲလုပ်တဲ့ခါမှာပဲဖြစ်ဖြစ်ဒီ omuso ko kan လောက်ကြတဲ့အခါမျိုးကပဲဖြစ်ဖြစ်လောက်ကြတဲ့အလုပ်တွေများတယ်ဒါကိုသူကပြပြပေးထားတာပေါ့နော်တိုင်းဟန်ဂျူရော့တဲ့ပေါ့နော်တကယ်ကိုပါအရေးကြီးပါရဲ့တဲ့တိုတဲမိုဂျူရော့ဆိုတဲ့ပုံစံမျိုးပဲနော်တိုင်းဟန်ဂျူရော့ဆိုတာအရန်ကိုအရေးကြီးတဲ့အလုပ်ပဲဖြစ်ပါရဲ့တဲ့ high seso khai jo တို့ ishon နိ high seso khai jo လုပ်တဲ့ခါမှာဘာတွေလုပ်ကြတယ်မိမမိုရီတွေလုပ်ကြတယ်ပေါ့နော်သူအိမ်နာသွားတဲ့ခါမှာလဲတာတွေပြုတ်တာတွေမဖြစ်အောင်မိမမိုရီလုပ်ကြမယ်ပြီးရင်တိုင်းဟန်ခံဆိုတာဘယ်လိုလူမျိုးတွေအတွက်လဲဆိုတော့ omuso သမားတွေအတွက်ပေါ့နော်ခန္ဓာကိုယ်ပြောင်းပေးရတာပေါ့နော်နောက်ဆိုတစ်ဖက်တည်းအိတ်တဲ့ခါမှာတို့ဂျော်ကူဆိုးတွေဖြစ်မှာဆိုလို့ခန္ဓာကိုယ်ပြောင်းပေးရတာမျိုးတွေလုပ်ကြမယ်အဲ့ပြီးတော့ရှင် ijok khai jo ပေါ့နော်ဥမာဆိုအိမ်သာသွားတဲ့လူဆိုရင်လည်းခုနမဆန်နေအိမ်သာကိုသွားတဲ့ခါမျိုးအိမ်သာကနေပြီးတော့ဒီထိုင်ကွာကနေခုနမဆိုပြန်ရွှေ့တဲ့ခါမျိုးဒါမျိုးတွေလုပ်ကြတယ်ပြီးရင်ကျတော့ခိုးရီခိုင်jo ပေါ့နော်ခိုးရီခိုင်jo ဘယ်ဒီချိန်မှာလိုအပ်တာလဲဆိုတော့ရှီကင်းဖြစ်တဲ့အချိန်မျိုးဆိုရင်အမတို့အဝယ်စားလေးပေးရတယ်ပေါ့နော်စသဖြင့်ဒီ high seso khai jo မှာဆိုရင်လောက်ကြတဲ့အလုပ်တွေကများတယ်ဒါကိုသူကပြပြပေးထားတာပေါ့နော်မိမမိုဒီလည်းလောက်ကြမယ်ခဏကိုဒီဘယ်ဘက်တင်ညာဘက်တွေလှည့်တာတွေလည်းလောက်ကြမယ်ပြီးတော့လို့ရှိရင်ကြတော့ဒီခုနပြောတဲ့ခုနမအီးစုတွေဘာတွေစီးတဲ့လူဆိုရင်လည်းပြောင်းတာတွေလောက်ကြမယ်ပေါ့နော်ပြီးရင်ရှီခင်းဖြစ်တယ်ဆိုလို့ရှိရင်ဝက်ဆိုက်တွေလဲရမယ်ဒါမျိုးတွေလောက်ကြမယ်ဒါကြောင့်မို့လို့ high seso khai jo ကလောက်ကြတဲ့လုပ်တွေကများပါတယ်တဲ့ high ဒါဆိုလို့ရှိရင်တော့ဒီဘက်ကကြတော့သူကဘာကြီးလဲဆိုလို့ရှိရင်တော့ high seso khai jo နိ hiso ရောက်နာမို့နော် high seso khai jo လုပ်တဲ့ခါမှာလိုအပ်တဲ့အရာတွေအဲ့တော့ဘာကြီးလိုအပ်လဲပေါ့နော်ပထမဆုံးကကြတော့ဘာလိုအပ်လဲဆိုလို့ရှိရင်じゃလက်အိတ်ပေါ့လက်အိတ်ကရေးကြည့်ရပေါ့နော်အမတို့စီမှာဆိုလို့ရှိရင်တော့ဖေရောညာအမနှစ်ထပ်ထပ်ရတယ်နှစ်ထပ်ထပ်ပြီးတော့မှတယောက်ကိုလဲပြီးတဲ့ခါမှာအပေါ်တစ်လွှာကိုပဲချွတ်တာနှစ်ဖက်လုံးချွတ်တယ်ပေါ့နော်အီးပဲထွက်တယ်သေးပဲထွက်တယ်ပြီးရင်နောက်တစ်ယောက်ကိုမသွားခင်မှာအဲ့ဒီအပေါ်တစ်ထပ်ကိုပဲပြန်စွတ်ဒါကြောင့်မလို့လက်အိတ်ကလိုအပ်တယ်ပြီးတော့လို့ရှိရင်ခမီအိုမိုဆိုပေါ့နော်အိုမိုဆိုကတော့အမျိုးဆိုင်အများကြီးရှိတယ်အဲ့မှာအိုမိုဆိုတွေလိုအပ်မယ်ပြီးတော့ရှင် input စမ်းကြော့ဖို့တော်ရုဆိုတာကြတော့ဒီဖင်ဆေးပေးတာပေါ့ရှင်းရှင်းပြောရမယ်ဆိုလို့ရှိရင်ပေါ့နော်ဒီဆေးပေးတဲ့ရေလေးပေါ့နော်အဲ့လိုဘူးလေးပဲအဲ့မှာရေနွဲ့နွဲ့လေးကိုထည့်ပြီးတော့ဆေးပေးတာဒီလိုရေဘူးလိုအပ်မယ်ပြီးတော့ရှင် rehab band ပေါ့နော် rehab band ကျတော့ဘယ်လိုလူတွေလိုအပ်တာဆိုအိမ်နာသွားတဲ့လူတွေပေါ့အုံးမဆွတ်သမားတွေကတော့ rehab band မဝတ်ကြတာများတယ်ဒါကြောင့်မလို့အိမ်နာသွားတဲ့လူတွေဆိုလို့ရှိရင်လည်းရှီခင်းဖြစ်သွားတယ် rehab band မှာပေးသွားရဆိုရင် rehab band တွေလဲပေးရမယ်အဲ့ဒါပြီးတော့လို့ရှိရင်ကြတော့ဒါပါလေဆိုလို့ရှိရင်ကြညောတို rehab ဒီပန့်တိုတဲ့ဒီကကြတော့ဒါကြပတ်တိုပြောတာပေါ့နော်ပတ်တိုဆိုတာကြတော့ rehab ဘိုင်းရဲ့အထဲမှာထက်ကရတဲ့ဟာပေါ့နော်တော်တော်များများတော့တုံးတယ်ဘာဖြစ်လဲဆိုတော့အိမ်နာသွားတဲ့ခါမျိုးမှာဆိုလို့ရှိရင်တို့ကအိမ်နာမြောက်ခင်မှာထွက်ကြသွားတာမျိုး rehab ဘိုင်းဝတ်ထားတဲ့အိမ်နာသွားနိုင်တယ်ဒါပေမဲ့လို့ဘာလဲဆိုတော့တရက်ဘယ်ချိန်မှာထွက်ပြီးဘယ်ချိန်မှာပောက်လဲဆိုတော့အတိမရှိဘူးပေါ့နော်ဒီလိုမျိုးလူတွေဆိုလို့ရှိရင်ကြတော့ဒီပတ်တိုကိုထည့်ရပြီပေါ့နော်ဟိုက်ဒါဆိုလို့ရှိရင်ဒီနေ့ကကြတော့ဒီမှာပဲညှစ်လိုက်မယ်ပေါ့နော်နောက်ရကြတော့မှအနောက်ကဟာလေးပြပြပေးပါမယ်အဲ့တော့ဒီ almost လဲတဲ့အချိန်ကြီးတိုးရယူလို့လောက်တဲ့အချိန်ဒီမှာလိုအပ်တာကသူကဒါလေးတွေပဲပြတ်ထားတာပေါ့နော်တကယ်တော့အိတ်ထပ်ပို့ပြီးတော့လိုအပ်တာကြီးလည်းရှိရပေါ့နော်မှဆိုလို့ရှိရင်ထွက်လာတဲ့အမှိုက်ကိုထည့်ဖို့အတွက်ဂေါ်မီဖူခုတို့ဘယ်အောင်သုံးမလဲတို့ပြီးတော့လို့ရှိရင်ကြတော့မှစီယူရလူရှိရပေါ့နော်စီပိုက်သမားတွေဆိုလို့ရှိရင်စီခွက်ကိုယူရတာမျိုးဒါမျိုးတွေလည်းရှိသေးရပေါ့နော်ဒါပေမဲ့ तू ကတော့ဒီမှာရေဘူးအဖြစ်သုံးတဲ့ဟာလေးတွေပဲပြပြပေးထားတာပါပြီး apron ကိုဝေးရတာမျိုးပေါ့နော်ဟိုက်ဒါဆိုလို့ရှိရင်တော့နောက်ဗီဒီယိုမှာပြန်လည်တွေ့ကြမယ်နော်မင်းနာဆန်မတတ်နေ